ရဲတွေကအကြောင်းမဲ့စွာလူတယောက်ကိုရုတ်တရက်ဖမ်းဆီးပြီးရိုက်နှက်ခဲ့ကြတယ်ဒါပေမဲ့သူကတော့တိတ်တိတ်ငြိမ်ငြိမ်နဲ့သူတို့ကိုကြည့်နေခဲ့တယ်ရဲရရှိတယောက်ကသူ့တွေကိုတောင်းတော့သူကပေးလိုက်ပေမဲ့ရဲတွေကကြည့်တောင်မကြည့်ပဲဖမ်းကျင်တယ်လို့ဖမ်းဖို့ကြိုးစားခဲ့ကြတယ်ရဲတွေကဒဏ်တွေထုတ်ပြီးတိုက်ခိုက်လာပေမဲ့သူကထိခိုက်မခံပဲလိမ္မာကျွမ်းကျင်စွာရှောင်လွှဲနိုင်ခဲ့တယ်နောက်ဆုံးမှာတော့တနက်တလက်ကိုညှို့လာခဲ့ကြတယ်အဆုံးမှာသူ့ကိုအချင်းကန်းနဲ့ထည့်ပေးလိုက်ကြတယ်ရဲရရှိတယောက်ကလျှက်စစ်တုပ်စတန်ကန်ထုတ်ပြီးထက်ခါလျှက်စစ်တိုက်ခိုက်ခဲ့ပေမဲ့သူကမကြဆုံးပဲပြန်လည်တိုက်ခိုက်ပြီးအရာရှိကိုနိုင်ရန်ကိုတိုက်မိအောင်ပစ်ချလိုက်တယ်အဲ့ဒီအချိန်မှာပဲအခြားရဲရရှိတယောက်ရောက်လာပြီးရဲကိုတေချာစစ်ဆေးလိုက်တော့သူဟာရခင်စစ်တပ်ကွန်မန်ဒိုဟောင်းဖြစ်နေတယ်ဆိုတာသိသွားကြတယ်အဲ့ဒါကြောင့်ချက်ချင်းလွတ်ပေးဖို့အမိန့်ထုတ်ခဲ့ကြတယ်သူထွက်ခါနီးမှာမိန်းကလေးတယောက်ရဲစခန်းထဲဝင်လာခဲ့တယ်အဲ့ဒီအချိန်သူ့ရဲ့ရေဒီယိုဆက်ကိုအထဲမှာမေးထားခဲ့တာကိုတတိယလို့ပြန်ဝင်သွားခဲ့တယ်ဒါနဲ့ရဲတွေကမိန်းကလေးကိုချင်းချောက်ကြောက်လန့်စေဖို့လုပ်နေကြတာကိုတွေးလိုက်ရတယ်ရဲတွေကသူ့ကိုထွက်သွားဖို့ပြောပေမဲ့စစ်သားတယောက်အနေနဲ့ဒီလိုအရာကိုလစ်လျူရှုမထားနိုင်ခဲ့ဘူးစက္ကန့်ပိုင်းအတွင်းမှာပဲသူကရဲရရှိကိုချက်ချင်းချိုးဖောက်လဲကြစေခဲ့တယ်အမိုက်ပုံးတွေကလက်လျှော်ပြကွက်ကိုယူပြီးဖုန်းလိုင်းကိုဖြုတ်လိုက်တယ်မိန်းကလေးနဲ့အတူထွက်သွားဖို့လုပ်နေချိန်မှာနောက်ထပ်ရဲတယောက်ဝင်လာတော့လက်လျှော်ပြကွက်နဲ့ထိုးပြီးလဲကြစေခဲ့တယ်ဖုန်းကြိုးကိုလက်ပေါ်မှာပတ်ပြီးခမ်းမဘက်ကိုရွှေ့သွားတယ်သူကမြည်သူမှသူ့ကိုမထိနိုင်အောင်ရဲတွေကိုတင်ကန်းစာကောင်းကောင်းပေးခဲ့တယ်တနက်တွေကိုဖယ်ရှားပစ်ပြီးမိန်းကလေးကိုလုံခြုံအောင်ကာကွယ်ထားခဲ့တယ်ထွက်ခါနီးမှာရဲ၃ယောက်လမ်းပိတ်လာတော့မိန်းကလေးကိုဘေးဖယ်ထားပြီးသူတို့၃ယောက်လုံးကိုတုတ်ပြန်ချိန်မရအောင်ချိုးဖောက်လဲကြစေခဲ့တယ်သူတို့ရဲ့တနက်ထဲကကြီးတွေကိုထုတ်ပစ်ပြီးဆက်သွားခဲ့တယ်ရဲတယောက်ကဒန်နဲ့တိုက်ခိုက်လာပေမဲ့သူကချက်ချင်းလဲကြစေခဲ့ပြီးမိန်းကလေးကိုကာကွယ်ထားခဲ့တယ်လူအားလုံးကိုတယောက်တည်းနဲ့တိုက်ခိုက်ကြော်ဖြတ်ပြီးလေကားအောက်ကိုပြေးဆင်းသွားကြတယ်ဒုတိယရဲချုပ်နဲ့တောင်တွေ့ဆုံခဲ့ပေမဲ့သူ့ကိုတော့မတားနိုင်ခဲ့ဘူးသူရှိကိုလာရောက်တဲ့ရဲအားလုံးကိုအနိုင်ယူပြီးနောက်ဆုံးမှာမိန်းကလေးနဲ့အတူရဲစခန်းအပြင်ကိုထွက်လာနိုင်ခဲ့တယ်အပြင်မှာရှိတဲ့ရဲတွေကအထဲမှာဘာဖြစ်ခဲ့တယ်ဆိုတာမသိကြဘူးသူကတိတ်တိတ်ငြိမ်ငြိမ်နဲ့ရဲတယောက်စီ secret လိတ်တောင်းပြီးမိန်းကလေးနဲ့အတူထွက်ခွာသွားခဲ့တယ်